OK ကျွန်တော်ဒါလေးလောက်ပြခိုင်းတာ Okay ဆိုတော့ကျွန်တော်ဒါကအရင်ကလောက်ဖူးတယ်ဒါပေမဲ့ကျွန်တော်လာလောက်ခိုင်းလာပြီးတော့ပြန်လောက်ပြခိုင်းထားတယ်ကြာပြီကျွန်တော်တစ်ခါမှမလုပ်ဝေးပြီလို့အခုတစ်ခါပြန်လုပ်ပေးလိုက်မယ်ဟို YouTube channel ကိစ္စတော့ကျွန်တော်မလုပ်ဖြစ်သေးဘူးအဲ့ဒါအကြောင်းတော့ကြာမှာစိုးလို့ကျွန်တော်ဒီကောင်ပဲအရင်ပြန်လုပ်ပေးလိုက်ရဆိုတော့ကျွန်တော်ဒီကောင်လေးကိုကြည့်အောင်ဆိုတော့ဒါကိုလုပ်မယ်ဆိုရင်ကျွန်တော်ဒီကောင်ရဲ့ပုံစံအောင်ရင်တော့တိုင်းယူလိုက်မယ်ဘာမှ animation မပေးခင်အတိုင်းကျွန်တော်တို့အဝိုင်းရှိမယ်အပေါ်ကဒီကောင်လေးရှိမယ်နော်ပြီးတော့ကျွန်တော်ဒီမှာ subscribe နဲ့ join နဲ့ cloud နှစ်ခုရှိမယ်အဝိုင်းတစ်ခုနဲ့ဒီအောက်က cloud နှစ်ခုနဲ့ကိုကျွန်တော်အရင်ပြန်ယူလိုက်မယ်ဒီကောင်ရဲ့ဒီကောင်ရဲ့အတော့ဘောလောက်လိုက်မယ်နောက်ဖယ်ထားမယ်အဝိုင်းတစ်ခုရှိမယ်ပြီးရင်ဒီကောင်ကကျွန်တော်ထည့်လိုက်တဲ့ shade လေးကျွန်တော်တို့မှားမှာဆိုတေချာပြန်ပြပေးမယ်ဒီတော့ shade မဟုတ်ဘူးเนาะဒီအပေါ်အဝိုင်းပါတဲ့ shade ဒါမှကျွန်တော်ဒီတောင်းကိုဒီမှာအဝိုင်းညှိလုပ်လို့ရမယ်ကျွန်တော်ဝိုင်းထားတောင်းဝိုင်းလိုက်မယ်အဝိုင်းဖြောက်အောင်ပြီးတော့မှကျွန်တော်ဆွဲယူလိုက်မယ်ဒါဟိုကနေကျွန်တော်တစ်ထပ်ထဲလောက်မှာတော့မဟုတ်ဘူးပေါ့နော်ပုံစံကတော့ဒီလိုမျိုးထားမယ်ပြီးကျွန်တော်ဒီကောင်ကိုလည်းအဖြူရောင်ပြောင်းမယ်ဒီကောင်နှစ်ကောင်လောက်ကျွန်တော်အဖြူရောင်ပြောင်းမယ်sorry ဒီခုခဏဖြောက်လိုက်မှပြီးမှတစ်ခုတည်းဝင်တော့ခွာလိုက်ရောဆိုတော့ကျွန်တော်ဒီကောင်ကို shadow လေးဖွင့်မယ် shadow လေးကိုကျွန်တော်တို့ဒီမှာ x ကတိတဲ့အတိုင်းပဲဘယ်ညာဗျာဒီမှာကျွန်တော်တို့အခုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ရဲ့ shadow ကကျွန်တော်တို့ဒီဘက်ကိုပို့ပြီးရောက်နေတော့တွေ့ရလိုက်မယ်အဲ့ဒါကကျွန်တော်တို့ x ထည့်ထားတယ်เนาะဆိုတော့အဲ့ဒါကိုကျွန်တော်တို့ x ကိုဒီကောင်ကို0ပဲထားမယ် y ကိုတော့နည်းနည်းလေးအောက်ကိုချယူမယ်ရဲလေးပေါ်နေအောင်ပြီးရင်ကျွန်တော်တို့ကာလာကိုကြိုက်တယ်လို့ထားလို့ရတယ်ဒီကာလာကို shadow ရဲ့ကာလာကိုဟိုမှာကျွန်တော်ထားခဲ့တာတော့ဒီလိုရောင်းလေးပေါ့โอเคဆိုတော့ပြီးရင်နောက်ထပ်တစ်ခုထပ်ပြီးတော့ထောက်မယ်ဒီဘက်မှာနောက်ထပ်တစ်ခုထားမယ်โอเคဟောင်းရဲ့ကာလာကိုကျွန်တော်ဒီကောင်လေးနည်းနည်းကြည့်ယူလိုက်မယ်အပေါ်လေးပါပေါ်23လောက်ထားမယ်ဒီကောင်ကိုလည်း23လောက်ထားလိုက်မယ်သူရောဘယ်ဒီအောက်ကကောင်လည်းပဲအဲ့လိုပဲထားမယ်အဖြူရောက်မှာ shadow ကိုဖွင့်ပြီးတော့ဒီဟာကိုဒီအောင်ပြောင်း23ဒီကောင်ကတော့ကျွန်တော်တို့ဒီတိုင်းပဲထားလိုက်တော့เนาะဒီကောင်တွေကကျွန်တော်တို့ y ကို0ထားကြည့်အောင်Okay 0ထားလိုက်လေရတယ်နော်0ထားလိုက်ရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဟိုအောက်ကိုမကျတော့ဘူးပေါ့နော် y ရော x ရော0ဆိုရင်တော့ဒီတိုင်းလေးထားလိုက်လေရတယ်ဆောနာလေးလေးနည်းနည်းချထားတာလေးအဆင်ပြေတယ်3လောက်9လောက်ချထားလိုက်ဒီကျွန်တော် y ကိုတူတူပဲထားနော်ဟုတ်ဘက်နဲ့ဒီဘက်ကတော့ညီအောင်လို့ဒါဆိုရင်ဒီကောင်ကိုကျွန်တော်လိုက်ချလိုက်မယ်ပြီးရင်သူ့ရဲ့ဘေးမှာပါတဲ့စာလေးရေးရအောင်ကျွန်တော် link type တွင်ထင်တယ် link type thwin တွင် text sorry မခဏထားလိုက်မယ် type တွင်ပြောကျွန်တော်ပါရေးထားသေးတယ်ဆိုတော့link type တွင်အောက်က127 subscriber okayဖောင်းနေတော့ကိုကြိုက်တဲ့ဖောင်းသာရွေးလိုက်နော်ရပြီးတော့ကျွန်တော်တို့အလင်ထိုက်သွင်းပြီးတော့127 subscriber အဲ့ဒါဒီကျွန်တော်တို့0 subscriber လို့ပဲရေးပါ SUBSCRIB subscribe s ကိုတော့တစ်ချက်ထည့်ထားလိုက်နော်အများကြီးဖြစ်သွားရင်တော့ကျွန်တော်တို့ s ပါမှာဆိုတော့လောဆယ်0မှာပဲဆိုရင် s ကိုတော့ထည့်ထားမယ်ရောက်တော့တောင်းလိုက်မယ်ပြီးရင်ဒီဘက်မှာSUB SCRIB subscribe ဆိုတာလေးပါမယ် Okay subscribe ရဲ့ဘေးမှာကကျွန်တော်တို့ဒီလိုများပုံစံလေးတော့ပါအောင်မယ်ဒါလေးကာလာဖြောက်မယ်ပေါ်တာလေးဖွင့်ပေးလိုက်မယ်မဲလေးဒီနားလာထားလိုက်မယ်subscribe ပြီးသွားရင်ကျွန်တော်တို့ဒီဘက်မှာတစ်ခုချန်အောင်မယ်ဘာလဲမသိတစ်ချက်ကြည့်လိုက်အောင်join ဆိုတော့ကျွန်တော်တစ်ချင်းချင်းကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ပြန်ပြတဲ့အကြောင်းရင်းကကျွန်တော်တို့
သူများလောက်ထားတဲ့ဗီဒီယိုတွေကြည့်ပြီးဘယ်လိုမျိုးလိုက်လုပ်မလဲဆိုတော့နော်ဘာ animation ကိုမှမပေးနဲ့မစဉ်းစားနဲ့အောင်အရင်ဆုံးသူလောက်ထားတဲ့ပုံစံအတိုင်းအရင်ဆုံးပုံစံတစ်ခုပြန်ပြီးလုပ်လိုက်အရင်ဆုံး okay ဆိုတော့ဒီမှာဆိုရင်လည်းသူပြထားတဲ့ shade တွေကိုကျွန်တော်ထည့်တယ်ပြီးတော့မှအဲထဲမှာကျွန်တော်ပေါ်လောက်ထားတဲ့စာတွေကိုပြန်ထည့်တယ်တစ်စင်ချင်းပဲကျွန်တော်တို့အစားအဆုံးလောက်ခဲ့တာတော့ကျွန်တော်လွတ်မရဘူးဒါပေမဲ့တစ်စင်ချင်းပဲကိုယ်တိုင်ပြန်လုပ်တာအရင်ဆုံးပုံပြန်ဖော်တယ်ပြီးတော့မှတော့ animation ပေးမယ်ဆိုတော့ဒီတည်းကခေါင်းလေးကတော့ကျွန်တော်မထည့်ပြတော့ဘူးကျွန်တော်အဲခေါင်းလေးကကျွန်တော်မရှိတော့တဲ့အတွက်ကြောင့်သိမယ်လို့ထင်ပါတယ်ကျွန်တော်ဒီရှေ့မှာလည်းဗီဒီယိုတွေအများကြီးပြီးသွားပြီဆိုတော့ခေါင်းအစားကျွန်တော် shade တစ်ခုကိုပဲအစားထည့်ပြလိုက်တော့မယ်သူကတခြားတစ်ခုထည့်လိုက်ရအောင်နော်အဲ့လိုမျိုးလေးတက်လာမယ့်ပုံစံလေးပါဗျာ profile photo ဖြစ်ဖြစ်တစ်ခုရရေးဆိုတော့ပြီးရင်သိသွားမှာပါဆိုတော့ကျွန်တော်တို့ဒီမှာဒီအတိုင်းပဲခေါင်းဆောင်က animation ပေးမယ် animation ပေးမယ်ဆိုရင်ကျွန်တော်တို့ဒီအဝိုင်းလေးကခေါင်းဆောင်တက်လာမယ်ဆိုတော့ကျွန်တော်တို့ဒီအဝိုင်းလေးကအဝိုင်းနှစ်ခုပါနော်ဒီစာကယ်ဖြူလေးကခေါင်းဆောင်ဘယ်လောက်မှသွားထားမလဲ30ဆိုရင်သူက1 minute 1 second sorry ဒီ30မှာကျွန်တော်တို့ဒီလောက်ပဲထားမယ်အောက်ကိုနည်းနည်း short ထားမယ်အဆုံးထိ short ထားလိုက်မယ်0 okay ဒီကောင်လေးကြည့်လာမယ်ဒီကောင်လေးကြည့်လာပြီးသွားရင်ဒီအပေါ်ကသူ့ဘောစာကယ်တူကိုသူ့ပေါ်မှာပဲထားမယ်သူ့ပေါ်မှာပဲထားမယ်ပြီးတော့အဲ့လိုပဲလုပ်မယ်ဒီဘက်မှာအဆုံးထိ short လိုက်မယ် okay အမှန်တော့ဒီကောင်ရဲ့ different ကိုဒီဘက်ကိုလည်းတိုးလိုက်ရပါဆိုတော့အဖြူကောင်ကြီးပေါ်လာပြီးမှအထက်ကနေတိုးထွက်လာတဲ့ပုံဖြစ်အောင် okay အဲ့လိုမျိုးထွက်လာပြီဆိုရင်ကျွန်တော်တို့အထက်ထဲမှာ graph ထည့်မယ် graph ကတော့ကျွန်တော်တို့ဒီလိုမျိုးလေးဒီကောင်ကတော့ bounce graph ကိုပဲသုံးနေပါတော့ motion graph အများစုကတော့ဟိုနည်းနည်းလေးလိုတော့လေးညှိယူလိုက်မယ်ဒီ graph တွေရဲ့အကြောင်းကိုကျွန်တော်အသေးစိတ်လေးရှင်းပြဘူးလေအရင်ကတခြား motion တွေမှာကျွန်တော်ထည့်ပြဘူးလေနည်းနည်းခုံတဲ့အကြိမ်ကြီးများအောင်လို့အမဲရောင်လေးကိုလုပ်နေတော့အခုကအမဲရောင်လေးကိုပဲတစ်ချက်သေးချကြည့်ပါခုံတဲ့အကြိမ်ကြီးလေးအောက်ကိုပြန်ကျတဲ့အကြိမ်ကြီးလေးကိုခေါင်းညှိလိုက်တာဟုတ်ပြီတိုးလာပြီးတော့ချက်တော့ပြန်ကျတယ်ဒါပေမဲ့တအားဟိုဖြစ်နေတယ်တအားခုံနေတယ်ပြန်ရှုပ်ဖိလိုက်မယ်โอเคအဲ့လောက်ကလေးပဲယူမယ်โอเคဒီ graph ကိုကျွန်တော် copy ယူလိုက်ပြီးတော့ဒီကောက်မှာလည်းထည့်လိုက်မယ်โอเคဆိုတော့ဒီကောင်းကိုကျွန်တော်ဒီအစမှာပဲသွားထားလိုက်တော့မှတူတူတက်အောင်ဒါဆိုရင်တပုံစံလေးလိုမျိုးတက်ပါမယ်အဆင်ပြေเนาะတစ်ခုပြီးမှတစ်ခုထွက်လာတဲ့ပုံစံရအောင် keep နေတော့ shade ထိုးလိုက်မယ်ဒီဘက်ထိတာပို့လိုက်တော့မယ်ဆိုတော့ကျွန်တော်ဒီ keep ကိုဒီဘက်မှာလာပို့မယ်အဲ့လိုလဲအဆင်ပြေသေးဘူးဒီကောင်ထွက်လို့မပြီးသေးခင်လေးမှရှိနေမှာဖြစ်မှာโอเคတပြိုင်နဲ့ထွက်လာခြင်းတပြိုင်နဲ့ထားလိုက်ရတယ်ဝယ်ဒီကောင်ထွက်လာတာလေးပြီးပြီဒီကောင်ထွက်လာတာအမှန်တော့ဒါကခေါင်းလေးထားရမှာเนาะအဲခေါင်းလေးကကျွန်တော်မှမရှိတော့လို့အဲခေါင်းလေးကထားနေသိမယ်လို့ထင်တယ်ဆိုတော့ကျွန်တော်တို့ green screen ဖြောက်ပြီးထည့်လိုက်တာအဲခေါင်းလေးကိုကျွန်တော်အရင်တစ်ခါဗီဒီယိုမှာပါဘူးလေ radiant stroke ဆိုတဲ့တဲမှာမမှတ်မိသွားကြည့်လို့ရတယ်တင်တန်းဗီဒီယိုတွေကပဲဆိုတော့ပြီးရင်ကျွန်တော်တို့ဒီအောက်က shade နှစ်ခုပေါ့နော်ဒီ shade နှစ်ခုကိုကျွန်တော်မလောက်ခင်မှာဒီအပေါ်စာလေးတွေတွေ့လာဒီ subscribe နဲ့ join နဲ့ sorry ဒီ join နဲ့ဒီနှစ်ခုကိုကျွန်တော်ဒီ shade နှစ်ခုကိုအကောင်ဆုံးနာမည်ပေးလိုက်မယ်ဒီ shade ကို shade 1လို့နာမည်ပေးလိုက်မယ် S1 ပေါ့ okay အပေါ် shade ကိုကြတော့ S2 လို့နာမည်ပေးလိုက်မယ်မမှားအောင်လို့ပါ S2 okay ပြီးရင်ဒီ subscribe ဆိုတဲ့ကောင်ကိုဒီအောင်နှိပ်ပြီးတော့ကျွန်တော် S1 နဲ့ကိုထည့်မယ်အပေါ် join ကိုကြတော့ S2 နဲ့ကိုထည့်မယ် okay ပြီးရင် S1 ကိုဒီကောင်ပေါ်လာပြီးတော့တိတ်ကြာသေးခင်မှာပဲဒီကောင်လေးပါထပ်ပေါ်မယ်ဒီနောက်တော့ကနေပြီးတော့ထားလိုက်မယ်ဒီမှာဒီမှာ keep မဲ့ beat တစ်ချက်မှတ်ထားလိုက်မယ်နောက်တစ်ခုပါပြန်ပြီးအဲ့လိုပဲထားအောင်မှာမလို့ဒီမှာတော့အောက်ကိုကျွန်တော်ချလိုက်တော့မယ်ဒီလိုပေါ်လာမယ်ပေါ့ okay ဒီကောင်မှာလဲ Sona copy လာတဲ့ graph လေးပဲထည့်လိုက်မယ်ဒီဗီဒီယိုမှာတော့ကျွန်တော်နည်းနည်းအရင်ဟာတဲ့ပို့ပြီးကြည့်လို့ကောင်းအောင်ပို့ပြီး smooth ဖြစ်သွားအောင်ထည့်ထားတယ် graph လေးကိုဆိုတော့နောက်တစ်ခုမှာ
sorry ဒီကောင်ဆိုတော့ဒီနေရာနဲ့ B တစ်ချက်တည်းမတူအောင်ဆိုရင်ဒီ layer ကိုပြန်ထောက်ပြီးဒီ key frame စီကိုလာလိုက်ပြီးဒီမှာအပေါ်မှာပြီးမှတ်လိုက်လို့ရတယ်ဒါဆိုရင်နောက်တစ်ခုမှလည်းအဲ့ဒီ B အတိုင်းထားလို့ရပြီ okay okay ဒါမျိုးလေးလာပြီအရင်အားတော့ပို့ပြီးတော့ကြည့်ရအဆင်ပြေသွားမယ်ဆိုတော့ပြီးသွားရင်ကျွန်တော်တို့ဒီ subscribe ရဲ့ဘေးကမြားလေးကြံခဲ့တယ်เนาะအဲ့ဒါလေးကိုကျွန်တော်ဒီလိုနေရာမှာသွားထည့်လို့မရပါဘူးဒီ animation မလာခင်ပေါ့နော်ဒါမှမဟုတ်လာပြီးတော့ဒီလိုငြိမ်သွားတဲ့နေရာကြာကမှအဲ့ဒီ shake လေးကိုပြန်ယူပြီးတော့ S1 နဲ့ကိုပြန်ထည့်လိုက်မယ်ဒါဆိုသူကပြန်လိုက်ပါလိမ့်မယ် okay ပြီးတော့ကျွန်တော်တို့ဒီတိုင်းတက်လာတာလေဒီကောင်အကြီးအသေးလေးပါတစ်ချက်ထည့်လိုက်မယ် sorry ပါဟောအကြီးအသေးလေးတစ်ချက်ထည့်မယ်နည်းနည်းလေးသေးလိုက်မယ်ဆိုတော့ကျွန်တော်အဆုံးထိသေးကြည့်အောင်0ဆိုရင်46လောက်ဒါနဲ့တော့အဆင်မပြေဘူးဆိုတော့ကျွန်တော်သေးရနေဒီခါလေးကြီးလာအောင်လုပ်မှာဆိုတော့ graph ထည့်လိုက်မယ် okay ရပြီအဲ့ဒီအတိုင်းပဲဒီကောင်အပေါ်ကကောင်မှာရောပဲဒီလိုတစ်ချက်မှတ်မယ်ဒီအစမှာ0လို့လောက်လိုက်မယ်ဒီမှာ auto 46ဖြစ်သွားလိမ့်မယ်အဲ့ဒါဒီသူ့ရဲ့0ပါပဲဆိုတော့ပြီးတော့ကျွန်တော်ဒီနားမှာ place ချလိုက်မယ်okay ဒါမျိုးလေးတက်လာပြီဒီလိုမျိုးလေးတက်လာပြီးရင်ကျွန်တော်တို့အပေါ်စာလေးပဲ animation ပေးဖို့ကျန်တော့မယ်နော်ဒါကြောင့်တဆင်ချင်းလောက်ပြနေတာတခြားတဆင်ချင်းကိုလိုက်မှတ်တာပါနော်ဆိုတော့ကျွန်တော်ဘယ်လိုမျိုးလုပ်လဲဆိုတော့အရင် design ဆွဲတယ်ပြီးတော့ shape တွေကို design ပြန်ဆွဲပြီးတော့ shape တွေကိုဒီလိုမျိုး graph တောင်းပြီး animation ပေးပြီး animation ပေးပြီးရင်ကျွန်တော်တို့စာကို text ထိုးမယ်ပြီးရင်ကြံသေးတယ်နော်ကျွန်တော် text ထိုးမယ်ဆိုရင်ကျွန်တော်တို့ဒီ text effect ထဲကဒီ text transform ဆိုတဲ့ effect ကိုထည့်မယ် okay အဲ့ကောင်နှိပ်ပြီးတော့ကျွန်တော်တို့ range မှာကျွန်တော်တို့ start မှာဒီကောင်ဒီအဝိုင်းပေါ်လာပြီးမှစာထိုးမှာဖြစ်တဲ့တော့အဝိုင်းပေါ်လာပြီးတဲ့အချိန်မှာပြီးတစ်ချက်ချပြီးတော့အဲ့ဒီအချိန်မှာစာပြီး keyframe ထည့်မယ်ပြီးရင်ကျွန်တော်တို့စာပေါ်လာမယ့်အချိန်ဒီလောက်မှပေါ်လာမယ်ဆက်ရဒီအဆုံးမှာတော့ကျွန်တော်တို့ sorry အဆုံးမှာတော့ effect ကဒီ range က start အစမှာကျွန်တော်တို့0အဆုံးမှာက100 okay ဒီမှာ0ဒီမှာ100 okay ပြီးရင်ကျွန်တော် transform ထဲမှာကျွန်တော် component နာမည်ပြောင်းသေးဘူးကျွန်တော်ခေါ်ရအောင်မြင်တောင်ပြပေးမယ်တခါလေးသင်နေဒီထဲမှာကျွန်တော်တို့ alpha ကို1ထားလိုက်မယ်1ထားလိုက်ရင်ကျွန်တော်တို့ဒီမှာဒီလိုမျိုးပေါ်လာမယ်เนาะကျွန်တော် and နဲ့မလို့ star နဲ့လောက်ထားတဲ့အတွက်ကြောင့်လည်းမပေါ်တာပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ offset ကို22လောက်ရွှေ့လိုက်မယ် y ကို22ဒါဆိုရင်အောက်ကနေပြီးတော့အပေါ်တက်သွားမယ်အကောင်လုံးက okay အဲ့လိုမျိုးတက်လာပြီလို့ရှိရင်ကျွန်တော်တို့ဒီမှာ scale ကိုအဆုံးထိ short ချလိုက်မယ်ဒါလောတဲ့တော့မြင်ရမှာမဟုတ်သေးဘူးဆိုတော့ကျွန်တော်တို့ start 3ထားလို့ပေါ့နော်ဒီပြောင်းပြန်ကြည့်ရင်တော့ပြန်မြင်ရလိမ့်မယ်ဆိုတော့ဒါခဏထားလိုက်တော့ scale ကိုအဆုံးထိ short ထားတယ်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာဒီကောင်လေးရှိတယ်ဒီတည်းအကောင်တော့ဘာမှမဟုတ်တော့ overlay ဆိုတာပြီးသွားတော့မှစာတန်းကျွန်တော်စကားတွေထဲမှာမြင်မှုပြန်မလားကာလာအမဲရောင်စားနေပြီးတော့အစိမ်းရောင်ပြောင်းသွားတော့ဘာလို့အမဲရောင်ပေါ်ပြီးမှအစိမ်းရောင်ပြောင်းလာတော့အဲ့ဒါမျိုးအပေါ်ကနေအရောင်လေးပြန်လိုက်သွားပြီးတာဒီကောင်လေးကိုဖွင့်ပြီးကြိုက်တဲ့အရောင်ရွေးလိုက်ရုံပဲအဲ့ကောင်တော့ကျွန်တော်ပြတော့ဆိုတော့ကျွန်တော်ဒီမှာ easy in လေးမှာကျွန်တော်တို့20နဲ့မှ6လောက်ကိုထားလိုက်မယ်ဒီကောင်ကတော့အဆုံးလေး short ထားလိုက်မယ် okay ပြီးသွားရင် overlay ကိုကျွန်တော်တို့823လောက်အထိကိုထိုးလိုက်မယ် okay ဒါမျိုးလေးပေါ်လာပြီးသွားရင်ကျွန်တော်တို့random order ဆိုတာကတော့စလုံးတွေကိုအစင်လိုက်မဟုတ်ဘဲနဲ့တစ်လုံးချင်းစီဒီအောက်ဆုံးကဟာဒီကောင်ကစလုံးတွေကိုအစင်လိုက်မဟုတ်ဘဲတစ်လုံးချင်းသူကတက်ချင်တဲ့တောင်းလုံးလောက်တက်တာအဲ့ဒါသုံးတဲ့နေရာလည်းရှိရမသုံးတဲ့နေရာလည်းရှိဒီမှာတော့မသုံးဘူးပြီးတော့ကျွန်တော်ဒီမှာ component ကိုယူလိုက်မယ်အဲ့ဒါဆိုရင်ဒီလိုမျိုးတက်သွားပြီဒါပေမဲ့ဒီမှာကျွန်တော်တို့ start မှာလောက်ထားတာကကျွန်တော်နည်းနည်းမှားတယ်เนาะအဲ့ဒီအတွက်ကျွန်တော်တို့ဒီ start ကိုပြန်ဖြောက်လိုက်ပါမယ်ဆိုတော့ခဏဒီကောင်ကိုပြန်ဖြောက်လိုက်ပြီးတော့ and ကိုပဲပြန်ထည့်ကြည့်မယ် and မှာဆိုတော့ကျွန်တော်တို့ဒီမှာ0ပြန်ထားကြည့်အောင်ဒါဆိုရင်လည်းပြောင်းပြန်ဖြစ်သွားမှာဗျဆိုတော့ and နဲ့ဆင်မပြေဘူးဆိုတော့star နဲ့ပဲထားမယ် 1 2 3ဒီနေရာမှာ100ဖြစ်သွားရမယ်ကြောင်းရမြထားကြည့်အောင်
ဆိုတော့ free အောင်ပျောက်သွားတာကျွန်တော်ကာလာချောင်းလားအော် sorry ပါကျွန်တော်ဒီ alpha ဖွင့်ထားတာကိုဒီကောင် alpha ဖွင့်စရာမလိုဒီ animation อ่ะ alpha ဖွင့်ထားလို့ပျောက်သွားတာဒီကောင်ကိုကျွန်တော်ပုံမှန်ပဲထားမယ်0ပဲအဲ့ဒါရပြီဒီမှာပြောင်းမြန်ကြီးဖြစ်သွားတယ်နော်ကျွန်တော်ပြန်ပြောင်းလိုက်အောင်မယ်ဒီမှာ100အစမှာ0โอเคရပြီ100ကနေပြီးတော့0ကနေပြီးတော့100ကိုပြန်သွားရမှာalpha ကိုစရရ0ပဲထားပါ0ပဲကျွန်တော်တို့ effect ကိုကျွန်တော်ပြောင်းပြန်ထည့်လိုက်ပြီလို့ဒီကောင်အဲ့ဒါဖြစ်သွားဖြစ်မယ်အစပဲပြန်ထည့်လိုက်တော့မယ်အဲ့ဒီအတိုင်းပဲကိုတေချာလေးပြန်ထည့်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာ star ကို2ချက်မှတ်မယ်ဒီအစုံမှာ100ထားမယ်ပြီးတော့ကျွန်တော်တို့ဒီကောင်ကိုပြန်လာမယ်ပြီးတော့ကျွန်တော်ဒီမှာ offset ကို22ထားမယ် y ကိုအောက်ကနေအပေါ်တက်လာတဲ့ပုံစံလေးလိုချင်လို့ပြီးရင်ကျွန်တော် scale ကိုအဆုံးလေး short ချလိုက်မယ်ပြီးရင်ကျွန်တော် alpha မထည့်တော့ဘူးဆိုတော့ alpha ထည့်တာကဆိုတော့ပျောက်သွားတယ်เนาะဆိုတော့ဒီမှာ26ကိုထားမယ်ပြီးရင်ဒီကောင်မှာကျတော့ကျွန်တော်အဆုံးလေး short လိုက်မယ်ဒီကောင်ကိုကျွန်တော်823လောက်ထားလိုက်မယ်အပေါ်ပိုင်းလေးပဲကြိုးတက်ရောက်မှုရှိအောင်လို့ okay အဲ့တော့ဒီတိုင်းလေးကကျွန်တော်တို့သိပြီးတော့ဟိုမှာမဖြစ်သေးဘူးဒီ square ရတဲ့ပဲဟိုမှာကျွန်တော်တို့ဒီအပေါ်ကဒီကောင်လေးသုံးမလဲဆိုတော့ဒီကကျွန်တော်တို့ letter layer နေရာမှာ component လေးပြောင်းလိုက်မယ် okay ဒါဆိုရင်တော့ဒီလောက်ညက်တက်လာပြီ okay ဆိုတော့ကျွန်တော်ဒီမှာပဲနောက်ထပ် effect တစ်ခုထည့်အောင်စာမှာ motion blur လေးmotion blur မထည့်ဘူးကျွန်တော်တို့ဘယ် blur တောင်းတော့ motion blur ကိုသုံးကြည့်လိုက်မယ် motion blur ကိုသုံးကြည့်လိုက်မယ်မရဘူးเนาะဒီမှာ motion blur နဲ့လည်းမလုပ်ဘူးအဲ့တော့ blur တဲ့ကကျွန်တော်တို့ဘယ်ကောင်သုံးလို့ရမလဲ direction နဲ့ blur ထည့်ကြည့်မယ် okay စမခဏရှော့မယ်ဒီကောင်နဲ့လည်းအဆင်မပြေဘူးကျွန်တော်တို့ Gaussian blur ပဲသုံးရမယ်နဲ့တူတယ် Gaussian blur ပဲတစ်ချက်သုံးကြည့်လိုက်မယ်ဝါးရနေပေါ်လာတော့ဒီမှာတစ်ချက် keyframe ချမယ်အဆုံးမှာ keyframe ချပြီး0ပြောင်းလိုက်မယ် okay ဒါမျိုးလေးပေါ်လာမှာပေါ့နော်ဟိုအောင်လုပ်ပဲအဲ့မဲ့နည်းနည်းလေးပုံမှာတော့ကျွန်တော်အဲ့ဒီဘလာမသုံးထောင်တော့ဒါပေမဲ့ဒီမှာတော့ကျွန်တော်တမင်ကိုသုံးလိုက်တာပါပို့ပြီးတော့ဖြောင်းတော့နည်းနည်းပြန် short လိုက်မယ်ဘလာကိုနည်းနည်းလေးပဲထားမယ်โอเคဒီလောက်ကလေးဆိုရပြီပေါ်လာတယ်ဆိုအောင်လေးပဲ 0.05 လောက်ပေါ့ okay ဆိုတော့အဲ့ဒါပြီးသွားရင်ဒီကောင်ဟို copy effect ယူလိုက်ပြီးတော့အပေါ်က link type တွေ copy မှာလည်းထည့်မယ်0 subscriber မှာ0 subscriber မှာကကျွန်တော်ပြမယ်ထည့်တော့ထည့်လိုက်မယ်ထည့်လိုက်ပြီးတော့ကျွန်တော်တို့အဲ0 subscriber ကိုကျွန်တော်နောက်ထပ် effect တစ်ခုထည့်ရအောင် text တဲကကျွန်တော်ဒီ count app ဆိုတဲ့ကောင်ကိုထည့်လိုက်မယ် count app ကကျွန်တော်တို့ဒီမှာ app ကိုပဲရွေးထားမယ်เนาะအစ keyframe မှာတော့0ပဲရှိရတဲ့အတွက်ကြောင့်0ပဲထားမယ်အဆုံးမှာခိုးထားခြင်းနဲ့ subscriber 1000ဆို1100ဆို100ပေါ့အဲကျွန်တော်က250လောက်ထားလိုက်မယ်250တိုးဝင်မယ်သူကဆိုတော့ကျွန်တော်အဆုံးမှာ250ဖြောရမယ်โอเคเนาะ0ကနေပြီး250ထိတိုးရမယ်သူကသူအော်တိုတိုးလာတယ်ဆိုကျွန်တော်တို့ဒီဝါးတဲ့ effect က Gaussian blur ကိုကျွန်တော်နည်းနည်းဒီကောင်နောက်ကိုဆောက်လိုက်မယ်ဒီနားလောက်ထိပဲယူလိုက်မယ်โอเคဒီနားလောက်ထိပဲထားမယ်အပေါ်ကကောင်လေးရဲ့ Gaussian blur ကိုလည်းအဲ့လိုပဲလိုက်ပြီးတော့ပြန်တိုးယူလိုက်မယ်โอเคဒီလိုလေးပေါ်လာတယ်ဒီအောက်ကအမဲလေးကဒိုးထွက်လာတာခေါင်းလေးမဟုတ်လို့လာတာမသိဘူးနည်းနည်း bounce က graph ကကျွန်တော်နည်းနည်းလေးကြည့်ရတာဆန်ပြေဦးကြောင်းမြင်တော့ရမှာဆိုတော့ဒီနောက်ကိုနည်းနည်းလေးစုပ်မယ်ဟုတ်ကဲ့ဒီလောက်လေးပဲယူမယ်ဆိုတော့ graph လေးရတော့ကိုစိတ်ကြိုက်ကစားတက်အောင်လည်းလေ့ကျင့်ပါတော့ဆိုတော့ခေါင်းလေးပေါ်လာပြီပေါ်လာတဲ့ခေါင်းလေးတွေမှာကျွန်တော်ပေါ်လာတာကိုအရင်မသိတောင်လို့ဒီခေါင်းလေးတွေမှာလည်းပဲ Sona က Gaussian blur လေးတောင်းလိုက်မယ်ဆိုတော့ဒီကောင်ကို motion blur တစ်ချက်ထည့်ကြည့်အောင်မဒီကောင်ကအောက်ကနေပေါ်လာမယ့်ကောင်ဆိုတော့ motion ထည့်လို့ရတော့ပြီ
ဆိုအစင်မပြေဘူးပြရှိတ်ပါထားတော့ motion နဲ့အစင်မပြေဘူး shadow ပါထားလို့ motion နဲ့အစင်မပြေပါဘူးဆိုအောင်ကိုဒီနေရာမှာ0 0.05 အဲ့ fact ကိုကျွန်တော်တို့ copy ယူမယ် copy ယူပြီးတော့ဒီ S2 မှာလေးထည့်မယ်သူတို့ရဲ့အပေါ်ကစာလေးတွေမှာလေးထည့်မယ် subscribe ဒါဗီဒီယိုလုံးနေတော့မလို့တခြားမမြင်ရနော်ဒီလိုဆိုပေါ်လာပြီရပြီ okay ဆိုတော့ကျွန်တော်တို့သူများလောက်ထားတဲ့ဗီဒီယိုတွေကို live လုပ်တော့မယ်ဆိုရင်ကျွန်တော်ပြတယ်လို့သူလောက်ထားတဲ့နောက်ဆုံးမှာပြီးသွားတဲ့ပုံစံခေါ်ကျွန်တော် live ဆွဲလိုက်ဆွဲပြီးသွားရင်ရှိတ်တွေပါစာတွေနဲ့ဆွဲပြီးသွားပြီဆိုရင်အဲ့ကောင်တွေတစ်ဆင့်ချင်းသူဘယ်လိုလောက်ခဲ့လဲဆိုတော့ကိုဘယ်လိုလုပ်မလဲဆိုတော့စဉ်းစားကြည့်ကိုသိထားတဲ့ tool တွေနဲ့အားကြောင့်သူ့နေရာနဲ့သူ live ထည့်ကြည့်ပြီးရင်အကြီးသေးဆိုအကြီးသေးနေရာရွှေပြောင်းဆိုရွှေပြောင်းလောက်ပြီးသွားတော့မှအဲ့ဒီထဲမှာ base graph ထည့်လောက်မလဲဆိုတော့စဉ်းစား graph ကတော့ကျွန်တော်တို့ graph ကိုကြောင်းလိုက်ဆိုရင်တော့ကျွန်တော် base graph တွေထည့်လာလဲဆိုတော့သိလိမ့်မယ်အဲ့ဒီ graph တွေကိုပြီးတော့မှပြန်ထည့်ကြည့်ပြီးသွားရင်စာတန်းပိုင်းမှာတော့လွယ်သွားပြီစာတန်းကိုကျွန်တော်တို့ပေါ်လာကစားလေးမှာပလာလေးနဲ့တောင်းမယ်ပြီးသွားလို့ရှိရင် SR လေးကိုဒီပေါ်ကလည်းမလေးပါနော်သူထည့်တဲ့အဖတ်မျိုးကိုကိုလိုက်ထည့်ကြည့်မယ် okay ဒါပဲနော်ကြားပါသေးလဲချက်ကြည့်လိုက်အောင်ဒီကတော့ကျွန်တော်တစ်ခုပြီးမှတစ်ခုတက်လာအောင်လုပ်ထားလိုက်ရအဲ့လိုမျိုးထက်လုပ်လဲရတယ်မလုပ်လဲရတယ်လုပ်လဲရတယ်တစ်ခုပြီးမှတစ်ခုတက်လာမယ်ဆိုရင်ကိုယ့်ဘာနဲ့ကိုလောက်တက်မယ်လို့ထင်တယ်ကျွန်တော်ဒီမှာရှင်းမှာတစ်ခုပြပြီးဆိုတော့ဒီကောက်ကိုနည်းနည်းလေးနောက်ဆုတ်လိုက်ရုံပဲဘာမှခက်ခဲကြီးမဟုတ်ပြီးတော့ပထမတစ်ခုမှာကျွန်တော်အကြီးအသေးလေးဗလားနဲ့မတုံးထားဘူးအဲ့တော့လိုအပ်ချက်ရှိလို့ဒီကောမှာတော့ကျွန်တော်ထည့်ပေးထားတယ်ဆိုတော့တစ်ခုပြီးမှတစ်ခုတက်လာမယ်ဆိုဒီလိုမျိုးထည့်လိုက်လေးရတယ်မှာနောက်လည်းဆောက်လိုက်အောင်ပဲပြင်ချန်တာအကုန်လုံး slash all layer နဲ့ကိုလိုချင်တဲ့လောက်ထိရွှေ့လိုက်အောင်ပဲကျွန်တော်ထွက်လာမယ့်ပုံစံလေးချက်ကြည့်အောင်sorry ပါဆိုတော့ကျွန်တော်ဒီကောင်လေးစာတန်းလေးကျွန်တော်ကာလာထည့်ထားရနော်ဒီမှာတစ်ခုမှာ okay အဲ့ဒီကာလာလေးကျွန်တော်တစ်ခါလေးထည့်ပြပေးမယ်ဒီကာလာကအဲ့ဖတ်ထဲကကျွန်တော်ကာလာဆိုရင်ဒီကောင်လေးပေါ့ဒီကောင်ကိုကျွန်တော်တစ်ချက်ထည့်လိုက်မယ်ပြီးရင်ကိုလိုတလောက်ကိုညှိပါဒီတိုင်းမရတယ်နော်ဒီကာလာမထည့်ခင်မှာကျွန်တော် gradient တစ်ခုတော့ထည့်ရမယ် GRAT gradient တဲကကျွန်တော် gradient flow ပဲထည့်လိုက်မယ်အဲ့ဒီကာလာလေးရပြီဆိုတော့မှ Sona က effect ကိုပြန်ထည့်လိုက်မယ်ဒါဆိုရင်တော့အယောင်ကစားလို့ရပြီဝယ်ခေဒီလောက်လေးကြိုးခြင်းတယ်ဆယ်မပြေသေးဘူးဆိုကျွန်တော်အဲ့ဒီလင်းထားသွင်းတော့အဲ့ဒီစာကိုတိုးယူထားလိုက်မယ်ဒီဟာကိုကျွန်တော်တို့ font ကြောင်းလိုက်မယ်ဆိုတော့ဒီ share ဒီ circle နဲ့အပဲခေါင်းအောင်လုပ်ပြီးကမှကိုကြိုက်တဲ့ဟာတစ်ခုထည့်လိုက်ရရတယ်ဆိုကျွန်တော်ဒီမှာပေါ်လာပဲထိန်ကောင်းလားပုံမဲ့ထည့်ပြလိုက်တော့တယ်ခေါင်းရှိတယ်လို့တော့အဲခေါင်း emoji ခေါင်းလေးထည့်လိုက်ပါတော့ဒီကဒီမှာအတန်လေးတွေထည့်လိုက်ရင်ရပြီအတန်ထည့်တာကိုပါကျွန်တော်အတန်လိုက်ပြန်ပြထားရည်ဆိုတော့ကျွန်တော်တစ်ခါထပ်ပြီးထည့်ပြလိုက်တော့မယ်ဆိုတော့ကျွန်တော်ဒီမှာ beat တွေမှတ်ထားရနော်ဘယ်နေရာမှာစပြီးပေါ်လာမလဲဆိုတော့ beat တွေရှိအဲ့ဒီနေရာလေးတွေမှာအတန်ကိုစပြီးထည့်ရုံပဲဘာမှထူးခြားမရှိဘူးဆိုတော့ကျွန်တော်ဒီမှာဒီအစမှာတွေကအဝိုင်းလေးရတော့စပြီးပေါ်လာမှာအဲ့တော့ကျွန်တော် audio နှိပ်မယ်ပြီးတော့ကျွန်တော်ပေးထားတဲ့ file ရှိတယ်ကျွန်တော် Telegram channel မှာ free တင်ပေးထားရရှိတယ်အဲ့ထဲမှာအများကြီးပဲ sound မှာ600ပါတယ်အဲ့ထဲကနေပြီးတော့ကျွန်တော်တို့သူ့ရဲ့ air band ကိုတစ်ချက်နှိပ်လိုက်မယ် air band ထဲမှာကျွန်တော်ဒီမှာခွဲပေးထားတယ်အဲ့ထဲကနေပြီးတော့ကျွန်တော်တို့ဒီကောင်ကိုယူမယ်ဆိုရင်တော့ကျွန်တော် motion graphic ဖြစ်တဲ့အတွက်ကြောင့် motion graphic တွေကိုတွားမယ်ဆိုတော့ motion graphic တွေမှာ UI sound တွေတစ်ခုရှင်းမယ် UI ဒီကောင်မဟုတ်တော့ဘူးဆိုတော့ motion graphic ဒီ cinematic ဆိုတာတော့တခြားဟာတွေမှာတောင်းတာ cinematic ဇလန်းတွေပါရင်အဲ့လိုမျိုးနေရာတွေမှာတောင်းတဲ့ကောင်လေးmotion graphic အဲ့ဒီကကျွန်တော်တက်လာတယ်ပေါ့ forward ဆိုတဲ့ကောင်ရှိမယ်
forward ရှိမယ်ပြီးတော့ကျွန်တော်တို့ forward ကနောက် liquid ဆိုတဲ့ကောင်ရှိအောင်မယ် liquid liquid တွေကဒီထဲမှာမဟုတ်တော့ကျွန်တော်သီးသန့်ခွဲလိုက်တယ်နဲ့တူတယ် liquid ကကျွန်တော်အကြိုက်ဆုံးမို့လို့ကျွန်တော်သီးသန့်ခွဲထားတာဆိုတော့ liquid တွေကဘယ်ထဲမှာသွားထားလိုက်လဲ forward sound thingy sound file shine transition mouse free in studioဒါနဲ့မခွဲထားဖို့များတယ်ဗျမခွဲထားရင်ဒီထဲမှာပဲရှိလိမ့်မယ် liquid ကโอเคဒီမှာ liquid တွေနော်ဒါကျွန်တော်ရော personal ရကြိုက်တဲ့အကောင်မလို့ခဏထည့်ကြည့်တာโอเคပြီးသွားရင်တော့ဒီမှာဒီကောင်လေးပေါ်နေရမှာနော်နောက်တစ်ထည့်ရမှာတခြား forward လေးနဲ့ဆိုရင်တော့ပုံပြီး quality ကြမယ်လို့ထင်တယ်ဒါဒီကျွန်တော် personal ရကြိုက်တာကိုပဲတမင်ထည့်လိုက်တာနော်ပြောပြီးပြီဆိုတော့ကျွန်တော်ဒီကောင်လေးပဲနည်းနည်းတိုးမယ်ပြီးတော့မှကျွန်တော်ဒီနားမှာဒီကောင်လာမယ်ဆိုတော့ဒီနားမှာကဒါပါလေဟောကောင်လေးမတက်သေးဘူးနော်မတက်သေးတဲ့ကြောင့်စာလေးတွေပေါ်လာမှာစာဆိုကြောင့် letter keyboard writing လည်းရတယ်တခြားစာလေးရှိလည်းရတယ်စာဆိုတော့ကျွန်တော်တို့ဘယ်ထဲမှာရှိမလဲဆိုတော့ဒီ event တွေကပဲကျွန်တော်တို့အမှခွဲပေးထားတယ် Simple mouse black keyboard ဖြစ်မယ်စပြီးတော့ရေးတဲ့နေရာကိုကျွန်တော်ဒီကောက်မှာကျွန်တော် keyboard timing ဆိုတာကြီးပေါ်နေတဲ့အတွက်ကြောင့်ကျွန်တော်စာအုပ်တခြားကြည့်လို့မရတော့အဲနာမည်ကြီးကိုဖြတ်လိုက်ပြီးတော့1လို့ပဲထားလိုက်တော့မယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဘယ်နေရာမှာစပြီးအတန်ထွက်လဲဆိုတော့ကြည့်လို့ရပြီ shit ချက်လိုက်ချင်လိုက် okay ဒီနားထိတိုးလိုက်မယ် okay ဒီကောင်ဒီဘယ်မှာငြိမ်သွားလဲစာရီဒီနားမှာငြိမ်နေကျွန်တော်ဖြတ်လိုက်လို့ရပြီပြီးရင်ကျွန်တော်တို့ဒီအောက်က shade နှစ်ခုပေါ်လာတဲ့အချိန်ဒီချိန်ပေါ့ဒီနားမှာအတန်ထပ်ထည့်မယ်အဲ့ဒီ shape ပေါ်တာကကြာတော့ကျွန်တော်ပဲအတန်ထည့်မလဲ motion graphic တွေကပဲထည့်ရမယ်အကောင်ကြီးကတော့ motion graphic တွေပြန်သွားမယ်ဒီအတန်တွေအကုန်လုံးဒီကျွန်တော် free ပေးထားတဲ့ file ထဲမှာပါပါတယ်ဒီကောင်လည်းပဲဆွမ်းနာအတိုင်းပဲကျွန်တော်နံပါတ်လေးခဏဖြောက်ထားကြည့်မယ်ထူတော့ပဲထားလိုက်ပြီးတော့ဒီမှာသူ့အတန်လေးမြင်ရပြီဒီဘက်ကိုထုတ်လိုက်မယ်ဂျူလီကယူမယ်နောက်တစ်ခုကပြန်မှသွားလဲဒီ key frame ကိုတစ်ချက်လာမယ်ဒီနေရာမှာလာပြီးတော့ဒီကောင်ဒီဘက်ကိုပို့လိုက်မယ်ဆိုတော့ဒီမှာမညီသေးဘူးအတန်ကိုကွက်တိရအောင်ပို့မယ်ဒီကောင်မှာပဲတော့ဒါကကျွန်တော်ဒီတိုင်းပဲထည့်ပြလိုက်တာအဲ့ဒီမှာကျွန်တော်တခြားအတန်တွေထည့်လို့ရတယ်ကိုကြိုက်တဲ့ဟာကိုထည့်လို့ရတယ်ကိုကြိုက်တဲ့အတန်ကိုထည့်လို့ရတယ်ဒါကကျွန်တော် personal ရကိုကြိုက်တဲ့အတန်ဒီတိုင်းပဲထည့်ထားတာဒါကြောင့်ဗီဒီယိုထုတ်လိုက်မယ်ပြီးဘယ်လိုလုပ်ဖြစ်မလဲတော့တစ်ချက်ကြည့်အောင်โอเคရပြီ